တို့ဖျားပူပြီးသွားပြီဆိုတော့ဒါရဲ့ပန်းချန်သွားမှာပေါ့နော်အဝတ်စားလေးလေးပြီးသွားပြီဒီမှာโอเคပါပန်းချန်မှာတွေ့ကြပါမယ်ရှင်အခုပြန်ပြီးတော့ရောက်လာပြီပေါ့နော်ဒီနေရာရောက်ဖို့ကွာရှင်တို့ကားတွေလေလမ်းမကြီးဖေးဖေးမှမသိပတ်လိုက်သေးတယ်ညလောခုဆောင်မယ်မလေးဗုဒ္ဓမနေ့ကထမင်းအောင်စားသေးဘယ်နိုင်ထိုးနေတော့ဟုတ်ပြီနော်ဟုတ်လေအဲ့တော့အိတ်ရှင်နေဝင်က20ပေးရတယ်မှာရှင်တို့ဘယ်နှစ်ယောက်လဲမသိပေးလိုက်9ယောက်ဖမ်းမြန်နေရတယောက်20ဒီမှာကြတော့အချင်းနေအောင်လေဒီမှာဟိုမှာကြတော့အဝတ်စားတွေပြမယ်ဒါလေးကသေကြတယ်ဒီမှာဒီနားမှာဗာလေလီဆူးလာပြီဒီမှာ150တဲ့ဒါလေးကချစ်ဖို့ကောင်းလို့ပေးတာရောင်လေးဖြစ်လာအဲ့ကြီးတွေလာနေရပဲလားဟုတ်တယ်ဟိုကကြတော့ဘာကြီးလဲမသိဘူးဘယ်ဒီမှာဒါလေးစစ်တယ်လားမသိဒီလိုလေးလားသူ့ဆုံလေးလာတယ်လေအမေဒီနားမှာမကြီးအစ်စ်တွေလောက်ထားတော့မကြီးကင်မရာမန်ကိုနီကီကိုကြည့်လိုက်ကင်မရာမန်ကိုပြလိုက်အောင်ဖြစ်ဖြစ်နေရပါနာနီဒီဘက်ကလက်လေးတည်းကကိုနီကီရုပ်ရက်စင်ပြဲနေပါလိပြင်အောင်ခြေတော့တဲသွားကြည့်မယ်အဲ့ဒီတဲမှာသွားဘူးကတော့အဓိပ္ပာယ်မရှိတဲ့တောင်ပေါ်တခုရောက်နေပါတော့ပတ်စံလဲ20ပေးရတယ်ဒီညဘရောမလာနဲ့မတန်ဘူးမှန်တော့ဟိုနားမှာပြတဲ့အင်ကြီးမငားနဲ့မတန်ဘူးပြောတာလို့ဖောက်တိုက်ရတယ်ဘုဒ္ဓညလုံးလေးဝဖြစ်တယ်မစားနေကြရထမင်းအိုလာလာစားနေပါလေလာလာဒါမဟုတ်တော့လေကောင်းနေရောမောင်စောစားကြည့်နေတာဖြစ်လားစားချင်တာမှမဖြစ်ဘူးအဲ့အသေးဝင်ထားမလားအဲ့အောက်တဲမှာတော့ဟယ်လိုကိုတားတားတို့ပြတော့ဘာလဲအဲ့ဒီမစားနဲ့လေတိုင်းတိုင်းရရမကြောက်ပါလေဘယ်ဘင်းစင်းလင်ငါလဲလဲနည်းနည်းပတ်ထားအောင်မပေးပါဘူးတဲ့တားတားအဲ့လိုမရရအောင်ဟဲ့ဒီမှာတက်တော့ရရမှာညီမတကယ်ပြောဘယ်ငါတို့ကရမယ်တက်တော့ရရမှာlậpဘိုက်ခောက်3ထက်လာတော့မှာဟဲ့ငါတို့3မိနစ်လူကြောက်မရှိဘူးကောင်းနေတော့ဆမ်ကျိုးအောင်မယ်နော်ဟိုကတတိလေးအောင်မလေးဖေဝီးစွာရหันหลังแล้วก็ทำแบบนี้กันငါခဏကွာတေးသေးလေးဆိုတော့ဟန်လန်းလို့ရအောင်วิ่งเสร็จเร็วๆဒီအောင်တော့မယ်လားဝေါဒီမှာလားကောင်းမယ်မလေးတဲတော့မအောင်ဟဲ့ဒီထိုင်နေတာတက်လာမယ်လားတက်ဘုံရရရတယ်မလေးလာပါနေရနဖူးကတော့ခဏခဏမြင်နေရတယ်ဘယ်ငါဒါရွတ်လွတ်မလားဒါရွတ်ပြန်သိအောင်ဟိုပဲလွတ်အောင်မယ်ငါဟာဒါလေးပဲရှိရနေဝါဘိုက်ချက်ပါတယ်ဆိုမှ3ချက်သားနော်ဟဲ့လားနေနေဘယ်မကြည့်ရဟဲ့ပြုတ်ကြမယ်နော်နင်လိမ့်အောင်မယ်တခါတော့မှအိမ်ရောက်သွားမယ်နော်ရတာတော့ပထမဆုံးပြောချင်တာကိုလက်ကြိုက်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ညဝူအော်အဲ့နေရာလေးဟိုနက်ပြည်တက်လို့ရတဲ့တရားရှိတယ်ဟုတ်ပါလားနက်ပြည်တက်လို့ရတဲ့တရားရှိတယ်လူပြည်ကနေတခါတည်းဟုတ်တယ်ခြေတို့ပန်းချန်သွားမှာဟိုဘက်ပန်းချန်သွားမယ်လားပန်းကဒီတစ်မျိုးပဲရှိရလားဟိုဘက်သွားဟိုဘက်ပင်းစောက်ရနာမလေးပူလိုက်တာ
ညအပေါ်ဘက်ပဲသွားလိုက်တော့မယ်လားဒီနားလူရှိလို့အပေါ်တက်မယ်တက်မယ်3ယောက်လီဆူအင်ကြီးလားအဲ့ဒါတော့ဖို့မှာပေါ့နော်အကြာကြီးနေပြီတော့ကွာအဲ့ဒါမိုးရသေးအခုမှတော့ဖို့မှာချစ်ဖို့ကောင်းလို့အမဲအောင်နဲ့အပန်းအောင်လေးရွေးမယ်နော် ပန်းအောင်လေးတွေရွေးမယ်လေ အပန်းအောင်သုံးစုံလုံးမကြိုက်ဘူးအမဲနဲ့အပန်းလေးဆက်တဲ့ဟာလေးကြိုက်တယ်ဒီနားလားဒီနားအငယ်ကောင်မြင်လားဓာတ်ပုံရိုက်မှလीအော်ကောင်းခွေးရရင်တော့ခွဲချေရလီဆူအင်းကြီးဘမလို့ဒါပေမဲ့ဘယ်ရီနဲ့ဆမ်အတွက်မရှိဘူးတဲ့ကလေးဟာတွေမရှိဘူးတဲ့လူကြီးဟာပဲရှိရဆိုလို့မဝတ်တော့3ယောက်လုံးမွေးရရင်လေဘာလို့ဝတ်တော့မှလဲ1ယောက်တည်းဆိုသွားမယ်ဒီအောက်လေအောင်မလို့လားလဲတော့ပန်းချံပဲဟာဒီနားလေးမှာတူတူပဲ တော့ကဲသူကတော့ပြီးနေတော့ကြော ဒီအပင်တွေပဲမြင်ရတယ်ဟိုဘက်တပြင်းလုံးဒီပန်းတွေပဲချစ်စရာလေးမကြီးအောင်ဒီလိုလေးပါဝင်သွား Miss Universe မြန်မာပူရဲသွားမယ်ဟေရိုပန်းချဲမှာလဲယူရဆိုတော့ဗာလဲရေတခွန်သွားမယ်ရေတခွန်မှာအေးဆေးသွားလဲအိတ်လို့ရတယ် Let's go မကြည့်အောင်ဒီနာကလေးတွေပေါ့နော်ဒါငက်တိုက်လောက်ထားရတယ်အေးလို့သူတို့တွေချစ်စရာကောင်းလို့ မနူလို့ ဒီမှာကြည့်လိုက်အောင်ထဲတန်ငါညီမလေးပဲဒါပြောင်ကြီး ခေါ်လိုက်ရ မ นี่ป้าเล่นเก่า ဖယ်နေရာမှာရိုက်ပါလေတဲ့ဓာတ်ပုံဒီကရိုက်လို့လေအေးသွားမယ်လေတဲ့အမဒါမျက်လုံးထည့်ထားလားတဲ့အဲ့လိုလေသုံးတက်ဒါသူတို့ညက်တိုက်တယ်ဖီဖင်မဲနော် โอเคแม่นก แล้วพ่ออยู่เนี่ย โอเคเย้แม่นกนี่คือมาอยู่บ้านฉันมาลงร้าน พ่ออยู่ရာလေတိအောင်မသိပဲလားထိုင်နေကြီးအိမ်ချဲ့ပြီရောငါသားသမီးကအားကိုရနေရော อันนี้พี่สาวโตที่สุดin อันนี้တော့တယောက်ကလည်းน้องอ่ะ อ้วน อ้วนได้ไงผอมๆเองอ่ะ ตอนเด็ก อ๋อ ตอนเด็กอ้วน อะไรအမေတဲ့ဒါညက်တိုက်လေညက်အမေတဲ့อะไรลูกခလေးအမေတဲ့လာငါတို့ငဲ့မိသားစုငါတို့တပုံရိုက်ကြမယ်လားညက်တိုက်ဟဲ့အတန်းဒီถ่ายรูปกับแม่นกเร็วๆมานั่งนี่ แม่นกพื้นก่อนแย่ ยังไม่เสร็จเหรอพอแล้วแม่ไม่เอาแล้วเยอะเกินไป เดี๋ยวรอให้แม่นกออกก่อน โอเคนั่งนี่เร็ว จริง ဒီနားလေးထိုင်ငါ့ကိုငဲ့မိတယ်ငဲ့တိုက်မှာထည့်ပြီးတော့လေเต้นให้พี่หน่อยดิ ฮะ เต้นให้ดูเด้งไม่เด้โอ้ my god ညီမကမလုပ်တတ်ဘူးလို့အေးပါကွာအော် พอแล้วโคตรใหญ่พอแล้วเก็บ โอ้เก่งมาก အခြေတို့ရေတခွန်ရောက်လာပါပြီဒီဘက်လား เอาแล้ว ရေတခွန်ရောက်ပြီခြေတို့ရေတခွန်ရအထဲမှာသွားနေမယ်ဖြာလေးပါလေးခင်းပြီးသွားနေလို့ရတယ်အထဲမှာ ต่อสุดเลย ခဏလေးအထဲမှာရောက်မှသာတွေ့မယ်အမလေးခုမှအဲ့ရလေးထားတာအဲ့လိုကောင်းလို့ဒါလူကြီးကိုကြတော့တယောက်20ခလေးရ10ဘက်တဲ့ခြေတို့ဝင်မယ်ဝင်ကြီးပေးရတယ်ဟောသူတို့တယောက်20ပဲနေရတကပဲဝင်ကြီးရတော့ခြေတို့ဝင်မယ်ဒီနေရာလဲလာပြီးသွားပြီလေတဲ့ဝယ်လိုက်မယ်3ခု50 ได้เลยป่ะครับมึงนะครับแต่นี่ก็จะได้แล้วเดี๋ยวงานนี้ก็จะได้อ๋อ Let's go ဝဲมาလိုက်ချင်းဆက်လေးมาဘေဘီဝိုင်းတခေါင်းလောက်ရေးချင်ခါခါမယ်ဟောဦးကြော်ဟိုမှာအချင်းလားမသိဘူးချေတက်ကြည့်လိုက်အောင်မအမလီငါ3ခုလောက်ဆိုင်ကုန်ပြီ จังเหรียญเยอะไหม ไม่มีค่ะ มีป้าจะขอแน่ อ๋อเดี๋ยวจุยเลี้ยงไม่รู้เลยจะมา10
ဈေးတယ်များအောင်မေ့လာနေတန်းချေယူအမေအမို့ဖို့900ပြီးဟိုင်အဲ့ချေရပါလဲအခုမှတုံးလား900အခုစကီးနဲ့ကူဆိုတော့လေအစုံတော့ရအရင်တစ်ခါတော့ချေတို့ဒီနောက်မှာပဲစားတယ်ဆိုင်မှာလာပြီးတော့ဒီတစ်ခါတော့ဟိုမှာဖြာပါတယ်ဆိုတော့ဟိုမှာပဲသစားတော့လေ30 บาท30ဟာကိုနီကြီးတို့အစင်တစ်ခင်းခိုင်းတာလေဆရာသမားတွေကိုအဲ့မှာသွားထိုင်နေတဲ့ကြည့်ဟိုးရေတကွန်ဘေးမှာသွားမထိုင်မယ်နဲ့ ပြီးလိုက်တော့ပုံမှန်ထိုင်လဲရတာပဲအဲမှာ ဒီကြိုက်တယ်ဝင်ထိုင်ကြ ကျဲမေ ဟိုးရေတကွန်ဘေးမှာသွားထိုင်မလား မသိနာမင်းမလေး ဟိုးလာတော့သွားရမလားဒီမှာခင်းမယ်ဒီမှာချေတို့ခင်းပြီးတော့အိမ်မယ်တော်ပြီလို့အော်နေရာရွေးနဲ့ကိုနီကြီးပြောတဲ့အတိုင်းရေပေါ်မှာပဲခင်းတော့ เราข้างล่างนั้น အေးဘုတော် เอ้ยอะไร ခွန်တက်နေပြီတော့ very ဆွဲလာ ကဲ Okay အခုချိန်ရုပ်ဒီမှာဖြာခင်းပြီးတော့နော်စားတောက်နေကြတယ်တန်အများကြီးပဲဒီမှာဘယ်လိုရေကစားနေကြတယ်တော့ရိုက်အောင်မမြင်အောင် Berry Hello တားချော်တယ်ဟိုဘက်သွားလောက်မောင်မဟိုးမစတမ်မြေချိုးနေဟိုမောင်ဘယ်ဘက်သွားရမှာလဲအော်ဒီနာသွားမရှိတော့တောတောင်တွေကလုံးဝရေတကွန်ဟိုတစ်ခါရေတကွန်ကလာသေးတယ်ဒါမှလုံးဝတဘွားရေတကွန်ဗီဒီယိုရိုက်နေရဘယ်နေမဲတဲညောအဲ့ဂျာမသွားချေရရရေမရှိုးပါဘူးရှင်ဒီမှာလေဒီကြီးဟောလို့လောက်ပြီးသွားတာခေါင်းနေဟုတ်တယ်လားလို့သွားတာမကြိုက်နေပါကြည့်တော့ဒါညီမတို့ကအောင်မြင်ပါပြီလို့အားတယ်တော့ဖိုင်ဟာညီမချေရလိုက်နေသူရေချိုးတာခန္ဓာကိုယ်အောက်ပိုင်းပဲချိုးတယ်ဘယ်ဒီမှတကိုယ်လုံးချိုးတယ်ဒီလိုပဲအော်အောက်မှာတရားရှိရလားဓာတ်ပုံရမှာလားဗီဒီယိုရမှာ ဗီဒီယိုကဓာတ်ပုံရောအကုန်လုံးပဲအောက်မှာဓာတ်ပုံတွေရိုက်မယ်ပြီးရင်ဟိုမှာတရားရှိရကိုမာလန်ကားရန်မာလန်မတူးလေหนูကမာလန်လုံးတူးရယ်แล้วได้ผู้ชายเยอะไปเลยเอาได้คุยผู้ชายဒါမှတကယ်ဘယ်လိုလဲတဘောကတားဆန်နေဟွာပဲရေတကွန်ပဲဟိုကြောက်တုံးတွေမှာကြီးပဲလာမွေပင်နေနေတာမဟုတ်ပဲရီသမလာဟိုးလမ်းနေရလဲဘယ်လိုတွေမှန်းမသိဘူးတော့ရိုက်မယ်လားစိတ်ပြတ်တယ်နော်တကယ်စိတ်ပြတ်တယ်ဘယ်တော့ဟိုကွာဒီကွာโอเคလားဒီနေ့မှာတော့ဒီလောက်ပါပဲရှင်ချယ်တို့ရေတခွန်လေးလဲပြီးသွားပြီအကောင်လုံးဖျားရဖူးပြီးသွားပြီပြီးတော့ပန်းချန်လဲလဲပြီးသွားပြီဆိုတော့ဒီလောက်ပါပဲရှင်ပြန်มาတော့မယ်ဘိုင်